သက်40နာနီးမှရည်တဲ့ကြဗျာအသက်ကြီးပေမဲ့အရွယ်တင်နုပြိုနေတဲ့ကဘာမြေကြီးပေါ်မှာအလိုမပြည့်မှုတွေနဲ့ကျွန်တော်မှအိုမင်းခဲ့ရသမင်းသားလိုငိုချင်းချတဲ့အခါချလူရှင်တော်လိုပြက်လုံးထုတ်တဲ့အခါထုတ်တနေ့တရွက်စုပ်ပြက်ကတိန်လေးမှာစာမျက်နှာတိတ်မကြံတော့ဘူးဒီလိုနဲ့တရုတ်အစားအစာတွေမှာကျွန်တော်တာယာခဲ့တယ်အပေါင်းအသင်းတွေနဲ့ဟီလာဝါလာလောက်ရတာမှာကျွန်တော်တာယာခဲ့တယ်အိမ်တော်ရေးမပါတဲ့အချက်မှာကျွန်တော်တာယာခဲ့တယ်ဈေးကွက်မရှိတဲ့အမှုပညာမှာကျွန်တော်တာယာခဲ့တယ်နှောင်ကျိုးမျိုးမျိုးကြားထဲမှာဘဝတန်ဖိုးတွေဘာတွေလဲမသက်မှတ်ပါနဲ့တော့ကျွန်တော်ကိုကျွန်တော်ကျေနပ်လိုက်တာနဲ့ကျွန်တော်လွတ်လပ်သွားမှာလားမသေးခင်မှာစိုက်ထားတဲ့တပြေပင်လေးရီမမှန်လောင်းပြီးနေရတာအရာလားခုဆိုတမိုးကုံလို့တစောင်းပြောင်းတော့မယ်ကျွန်တော်ຫນွေဥကိုချောင်းကြည့်နေမိရဲ့ကျွန်တော်ပြုတ်ကျခဲ့တဲ့တူမြောင်ကစူးဝက်တူမြောင်မဟုတ်ဘူးစိတ်မရှိစရာတွေများလုံးလို့မဟုတ်အသက်40နာနီးတဲ့အထိသပင်ရှူကြီးတွေထားနေရတဲ့ကျွန်တော်ကိုခွင့်လွှတ်ပါလှတန်း